ဒီပွဲလေးကတော့ Racing မှုမှာတွားပြီးတော့တီးထုတ်ထားတဲ့ပွဲလေးတကယ်ကိုဆော့လို့ကောင်းခဲ့တဲ့ပွဲလို့တောင်ပြောလို့ရတယ်။ဘာလို့လဲဆိုတော့စားပစ်တီပါရတဲ့အထိဖြစ်ခဲ့လို့ဗျာ။ပွဲစားသားချင်းမှာပဲတပ်ဖက် enemy တင်းကမေးနဲ့ run ကကျွန်တော်ရဲ့ဘက်တစ်ကိုလိုက်နောက်တာဆိုတာပြောမနေနဲ့ဗျာ။ဒီမှာဆိုလဲကိုရီတကွမှားတာကြောင့်မလို့ကိုရီရဲ့မေးကတော့ပြန်ပေးလိုက်ရတယ်။ကိုရီကအေးစေးလာနေတာကိုဦးလက်နဲ့မဲတီတာကွာ playing ဝင်လာတော့ကိုရီလဲအေးစေးလေးပဲကေးပေးလိုက်တယ်။ double K ပါရယူမလို့လောက်တာကိုရီရဲ့မတ်စမန်ကကေးကောက်သွားတာကွာ။ဒါပေမဲ့ကေးကောက်လဲဘိန်းဆိုတဲ့ဟီးရိုမျိုးကအခုစီစဉ်မှာ damage အရန်ထွက်နေတဲ့ဟီးရိုဗျာမယုံမလားဒီမှာလာကြည့်လိုက်ဗျာနှစ်ကောင်လုံးအตาရလေးကေးပြသွားတာဗျာဒီမှာဆိုလေကိုရီကတာတဲအေးစေးလုံနေတာကိုမဲတီတာကသူတို့ဟိုက်ပါမှာပဲနဲ့ပလိန်ကြီးဝင်လူတာဒါကြောင့်မလို့ကိုရီကလည်းတာတဲယူပြီးတော့မဲတီတာကိုအေးစေးလေးပဲကေးပေးလိုက်တယ်ဒီမှာဘယ်တယ်ဖြစ်နေတော့ကိုရီကတိတယ်ကွာတစ်ဖက် enemy ကပေးသေးရစပယ်လည်းမရှိတော့တွေးလေအရန်နင်းနေရကြောင့်မလို့ကိုရီလည်းအာတီလေးပဲငမန်းလွတ်ပြီးတော့အေးစေးလေးကေးကောက်ပြီးတော့ကွာကိုရီကစားဖက်တီပါရယူပလိုက်တာဒီမှာကြည့်လိုက်တော့တိုင်းလိုပဲကိုရီးယားစားပစ်တွေပါရတော့ damage တွေရန်ထွက်နေလို့ဆိုပြီးတော့ဘတ်တေကိုနောက်တစ်ချိန်စိုင်တာကွာကိုက AD မိတ်သုံးလိုက်တဲ့ချိန်မှာဖြစ်ချင်တော့ Farame ရဲ့ AD နဲ့သွားမိနေတော့ကိုပဲဘတ်တေပြန်မောက်ပြီးတော့ရှော့ခဲ့ရတယ်ဒီမှာဆိုတစ်ဖက် enemy ရဲ့မတ်စမန်ကကိုရီတန်းကသွေးရန်နေနေတော့တန်းကိုလိုက်မဲနေချိန်ကိုရီကလည်း easy လေးမတ်စမန်ကိုကေးပြီးတော့ဗျာငမန်းတွေပါညာလွတ်ပြီးတော့တစ်ဖက် enemy တင်းရကောင်တွေကိုပြန်ပြီးတော့တိတ်ခဲ့ရတယ်မီနီရဲ့ကိုနောက်တစ်ချိန်လိုက်ယူမလို့တော့ကိုကသွေးရန်နေနေပြီဒါကြောင့်မလို့ကိုရီလည်းပြန်ပတ်ခဲ့လိုက်တယ်ဒီလိုနဲ့ကိုရီလည်းပွဲကိုတသက်တာလေးပဲအံ့ပြီးတော့ကိုရီရဲ့ MVP ကိုနောက်ဆုံးမှာရယူပြီးတော့ပွဲသိမ်းပေးခဲ့လိုက်တယ်ဗျာ